န္တိတိတရဏေနသဟပိစတိလံဓမ္မယာစာမိအနုဂံကတဝါတိလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏေနသဟပိစတိလံဓမ္မယာစာမိအနုဂံကတဝါတိလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏေနသဟပိစတိလံဓမ္မယာစာမိအနုဂံကတဝါတိလံဒေထမေဗန္တိယမဟာဝဒ္ဓမိတံဝတိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမေနံပရိပုံနာပါဏာတိပါဒဝေရမိသိက္ခာပဒံသမာတိယာမိပါဏာတိပါဒဝေရမိသိက္ခာပဒံသမာတိယာမိအာဒိနာဒါနဝေရမိသိက္ခာပဒံသမာတိယာမိအာဒိနာဒါနဝေရမိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရဝေရမိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရဝေရမိသိက္ခာပဒံသမာတိယာမိမုသာဝါဒဝေရမိသိက္ခာပဒံသမာတိယာမိမုသာဝါဒဝေရမိသိက္ခာပဒံသမာတိယာမိသူရမေရယမေသပမာဒဌာနဝေရမိသိက္ခာပဒံသမာတိယာမိသူရမေရယမေသပမာဒဌာနဝေရမိသိက္ခာပဒံသမာတိယာမိယခုတို့တွေဟောကြားမဲ့တရားတော်ရဲ့နာမည်ကတော့သီလသိက္ခာပတိတာဘာလဲတော့သီလသိက္ခာပတိတာသီလသိက္ခာပတိတာသီလယူမှုပေးမှုနဲ့ပတ်သက်ပြီးတော့ပတိတာတဖွဲဓမ္မဒနာပြကြမှာပြည့်တယ်ဒါကြောင့်မို့လို့အဟံဗန္တိကစပြီးတော့ပဲဆိုရမယ်ဒီကကုဏတော်ကတော့တယောက်ချင်းအနေနဲ့အဟံဗန္တိလို့ဆိုခဲ့ဒီခါကျတော့သူအများကိုနဲ့ပြီးတော့အဟံနေရာမှာမေယံလေးပြောင်းစလိုက်မယ်မေယံဗန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏေနသဟပိစတိလံဓမ္မံယာစာမိအနုဂံကတဝါတိလံဒေထမေဗန္တိဒုတိယံပိတတိယံပိမယံဗန္တိတန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏေနသဟပိစတိလံဓမ္မံယာစာမိအနုဂံကတဝါ
တိလံတေထမေဗန္တိအရှင်ဖယားတပိတော်များသည်သန္တရာဝဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငှာတရဏဂုံသုံးပါးနှင့်အတူတကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောကရုဓမ္မမြတ်သီလကိုစောင့်တည်လိုသဖြင့်တောင်းပန်ပါ၏တဏှာရှိမြောက်စောင့်ရှောက်ခြင်းကိုအကြောင်းပြု၍အရိယာကန္တ၅ပါးသီလကိုရှိမြင့်ပေးပါအရှင်ဖယားယမဟောရမိတံပရိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိဒုတိယပိဗုဒ္ဓံတရဏံကိသာမိဒုတိယပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိတတိယပိဗုဒ္ဓံတရဏံကိသာမိတတိယပိဓမ္မံတရဏံကိသာမိတတိယပိသံဃံတရဏံကိသာမိတတိယမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိတရဏဂမနံပရိပုံနာမြတ်စွာဘုရား၏အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဘဂဝါဂုံအာယုံပြုကာစိတ်ညွတ်ရှင်မနောပနာမနမောတတ္တစသည်ကိုနှုတ်ဖြင့်ခြင်းကြီးဆိုခြင်းဝစီပနာမလောက်ရှိခြင်းဥညွတ်ခြင်းရှိကိုရင်ကာယပနာမဖြင့်ဂါရဝပြုကြသည့်အပြင်ဗုဒ္ဓဘုရားရှင်နှုတ်တော်ဓမ္မစတုတွင်အမတန်ထင်ရှားသည့်တရဏတရားတုတ်တံကိုဗုဒ္ဓံတရဏံကိသာမိယသတတိယပိသံဃာနံကိသာမိတောင်ကျင်ကြီးဆိုပြီးတက္ကလမြတ်နုစရရဲ့နာစီဖြစ်တော်မူသောဖရာတရားသံဃာများကိုလေးစားကြည်ညိုမိခိုစီကကိုယ်ွယ်မှုပြုပါမည်ဖျောက်သောစိတ်ဓာတ်ဖြင့်တရဏဂုံသီလဆောက်တည်ကြတာပြည့်စုံသင့်သောပြည့်စုံနေပြီဖြစ်တဲ့အချိန်ခါမှာဖရာလေးစားတရားအားထားသံဃာကြီးညိုမိကိုကြတဲ့သောဇင်တွေကျင့်သောဆောက်တည်ထိမ့်သိမ့်လေးရှိသောအရိယကန္တ၅ပါးသီလထိမ့်သိမ့်ဆောက်ရှောက်ခြင်းဖြင့်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုရှိမြောက်ကြရမယ်ဗုဒ္ဓမြတ်စွာသာသနာကျင့်စဉ်ကိုကျင့်သုံးခြင်းဖြင့်အပေလေးပါးလာရောက်ခြင်းအဝိပါဆင်းရဲတွေမှလွတ်ကင်းယုံမြမကလူနာနိဗ္ဗာန်သုံးတန်းချမ်းသာမှန်စွာရကြောင်းကောင်းမြတ်သောသီလပါရမီဖြစ်ခြင်းမူသောစိတ်ထားကသိက္ခာသီလဆောက်တည်ကြရမယ်ပါဏာတိပါဒဝေရမိသိက္ခာပဒံသမ္မာတိယာမိသူအသက်ကိုသေစေလုံးကံကိုရှောင်ကြည်မည်သိက္ခာတော်ကိုသောက်တည်ပါ၏အဒိဏဒါနာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိ
သူဥစ္စာကိုခိုးယူလိုကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုသောက်တည်ပါ၏ကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိအဝိဇ္ဇာတနာအစလာတိကိလေသာကာမတိအလိုရှိအပ်သောဝတ္ထုအာယုကာမဂုဏ်ကိုလွန်ကျူးလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏မုသာဝါဒဝေရမဏိသိက္ခာပဒံသမာတိယာမိမဟုတ်မမှန်သောစကားကိုပြောကြလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏သူရာမေရယမိစ္ဆာပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိမူရည်သီစာကိုသုံးဆောင်လိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏အရှင်ဘုရားယခုလိုအရိယကန္တသိက္ခာတိလသောက်တည်ပြီးစမှာဘာဝနာတရားစိတ်၍ပွားရအောင်ဘေးရန်ခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားဘေးရန်ခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားဘေးရန်ခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်သိငြိမ်းကြပါစေကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်သိငြိမ်းကြပါစေကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်သိငြိမ်းကြပါစေတတ္တဝါအလုံးတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါဘုရားဘိမဝေးကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ရှိပါစေချမ်းသာကိုယ်စိတ်ပြည့်ပါစေဤယခုလောရံကုန်အာယုပြုကဗုဒ္ဓ ानु တတိကမထံစီပြန်ယုံမြမကဒိဋ္ဌဝါယိဝါဒိဋ္ဌယဝါစိုက်တော်ဘုရားဟောဖို့မေတ္တာတိုးတော်နဲ့လျော်ညီစွာယခုချိန်ကတွေ့မင်းနိယသူများသာတာလို့ဘိယကင်ကွာချမ်းသာကြောင့်ကောင်းမြတ်သောစိတ်တပိမေတ္တာကမထံအကျဉ်းချင်းခါခါစီပြန်ရသောကြောင့်သမထဘဝနာအတွက်ပြည်စုံသင့်တော့ပြည်စုံနေပြီဖြစ်တဲ့ချိန်ခါမှာကာလီနာသဝိပဿနာနုယုစီယတင့်လျှောက်ပါရထူအခါဝိပဿနာတရားလေးပွားများကြလို့မိန့်ကြတော်မူသောအာတောကင်းစင်ရနာတကင်ရှင်မြတ်တို့မိန့်မှာကျဓမ္မဆက်တွေကိုကာရဝတရားမြတ်စွာထားကြပြီးတက္ကလကာစိတ်ဥတုအာဟာရအာယုဒွါရမနတိကာရစာယူသောအကြောင်းအားလျော်စွာအတိတ်ဖြစ်ပေါ်နေတဲ့ယုံနာနဲ့ပြခန္ဓာစီမှာဉာဏ်ရှင်ပြီးလက္ခဏာတင်ကဘာဝနာတရားစိတ်ပြီးပွားရအောင်အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည်မြယုတ်တရားနန္တရားယုတ်နာနှစ်ပါးခန္ဓာ5ပါးအာယတနာ12ပါးဓာတ်တရား18ပါးပဋိစ္စသမုပ္ပါသဘောတရားတို့သည်
ဖြည့်ချင်းပြည့်ချင်းမကင်းသဖြင့်အနိစ္စလက္ခဏာဒုက္ခသစ္စာအနတ္တဧကံမံပါဝိဣဒံနောပုံညာဟာတဝေခယဝါဟောတုဣဒံနောတိလံဘောဓိညာဏတ္တပစ္စယောဟောတုဣမာဘာဝနာနိဗ္ဗာနတ္တပစ္စယောဟောတုဘဝန္တောတရဏဂုံတိလယခိမိဥဒ္ဒောဇင်တို့ဒုံမီဘုရားလေးစားတရားသာတန်ခါကြီးညိုမိကူကြကုန်သောသင်္ဃာဓမ္မပေါင်းတော်ကောင်းတို့သည်ဒီတရဏိနတရဏဂုံသုံးပါးနှင့်သာတူတကွာပေစင်ကတမ္ပါနကတအင်္ဂါ၅ဓာတ်နှင့်ပြည့်စုံသောတိလံကရုဓမ္မနိစ္စသီလကိုဝါလေးလေးစားစားအနည်းအားဖြင့်အမြဲမပြတ်ကျင့်သောစောင့်တည်ထိန်းသိမ်းအပ်တဲ့မြတ်သီလကိုသာဓုကံကတဝကောင်းမွန်စွာစောင့်တည်မှုပြုထားပြီး၍အပမတိနာမမေ့မလျော့မပေါ့မစတတိတရားတွေနှင့်တမ္ပါတိထတမ္ပါတိယတာကိုစီကိုငါပြည့်စုံကြစေကုန်လော